ဒီတော့ရှောက်ဆရာရှိလို့ပါဗျာ ဘာများ တပည့်တော်ဗျာရှင်ဖျားတို့ဆုံးမတဲ့စကားအတိုင်းကောင်းတာလေးကြီးလုပ်ပါရဲ့ဗျာဒါနာလေးပိကဆွကြည်တယ်ဗျာသီလလည်းဆောက်တည်တယ်ဘာဝနာတရားလည်းပွားများရတဲ့နဲ့အစင်ကိုမပြေဘူးဗျာကံကိုမကောင်းဘူးတချို့လူတွေများချမ်းသာလိုက်တာကြီးကြီးတက်ပါဗျာအဲ့ဒါတပည့်တော်စိတ်ထဲမရှင်းလို့ရှင်ဖျားကိုလာလျှောက်တာပါဗျာ ဒါဒီလိုရှိရဲ့တကကြီးမကောင်းတာတွေလုပ်ပြီးတော့မကောင်းကျိုးမပေးသေးတာကိုတာယာမနေပါနဲ့အဲ့ဒါကချိန်မတန်သေးလို့ပါတကယ်လေအခုကောင်းတာတွေလုပ်ပြီးတော့ကောင်းကျိုးမပေးသေးတာကိုဝမ်းနဲ့မနေပါနဲ့ဒါတွေကလည်းအချိန်မတန်သေးလို့ပါတို့ဘုရားဟောတာတွေတရားတွေကအလကားမဟုတ်ပါဘူးတကယ်မင်းကောင်းတာတွေသာများများလုပ်အချိန်မှမင်းကောင်းကျိုးတွေကိုပြည့်ပြည့်ဝဝခံစားရမယ်ကွာ